တွေကိုဟိုကိုင်းဒီကိုင်းလုပ်ပြီးလက်သိမ်းရနေပါတယ်ဒေဝစီနာကိုလည်းလက်ရွယ်လိုက်ချိန်မှာဒေဝစီနာကသူ့ဓာတ်နဲ့သူ့လက်ကိုပြန်ဖြတ်လိုက်ပါတယ်အဲ့ဒီအမှုကြောင့်ဒေဝစီနာကိုလက်ထိတ်ခတ်ပြီးစစ်ဆေးပါတယ်ဒေဝစီနာကဘရင်ပြောသမျှစကားတိုင်းကိုခရိုင်ရိုင်းပဲပြန်တုံ့ပြန်ပါတယ်မေတော်ကြီးစေဝါဂါမီပြောသမျှကိုလည်းခွန်းတော့မခံတာကြောင့်နန်းတွင်းမှာအခြေအတင်ဖြစ်နေပါတယ်အဲ့ဒီအချိန်မှာဘာဟုပါလီရောက်လာပြီးနှစ်ဖက်လုံးကိုအဖြစ်မှန်တွေပြောခိုင်းပါတယ်စစ်သူကြီးကဘာဟုပါလီကိုမြင်တော့ရှင်းပြရင်ခရုံးငယ်ရင်တွေဖြစ်နေပါတယ်ဒေဝစီနာကဖြစ်ကြောင်းကုံစင်ကိုပြောပြတော့ဒီလိုကောင်မျိုးကိုလက်ဖြတ်တာမှားတယ်ခေါင်းမှာဖြတ်ရမှာဆိုပြီးအားလုံးရှင်းပါတယ်မဲ့စစ်သူကြီးကိုခေါင်းဖြတ်လိုက်ပါတယ်ဘရင်ရှင်းမှာဒီလိုမျိုးရှမ်းကားတာဘာဟုပါလီလိုလူမျိုးအတွက်တောင်မှပုတ်ကန်ရရောက်ပါတယ်အဲ့ဒါကြောင့်အဆောင်အယောင်တွေအားလုံးကိုစွန့်ပယ်ပြီးနေနေနဲ့ပိတ်ခံလိုက်ရပါတယ်ဘာဟုပါလီကတော့သူ့ကိုဘာပြစ်ဒဏ်ပဲပေးပေးမာဟစ်မာတီကိုတပ်ဆုံးထိကာကွယ်သွားမှာပါလို့မေတော်ကြီးကိုပြောပြီးဒေဝစီနာနဲ့အတူနန်းတော်ကထွက်သွားပါတယ်တိုင်းသူပြည်သားတွေကလည်းဝမ်းနဲ့နေကြပေမဲ့တချို့ကတော့ဖျားသခင်ကသူတို့နဲ့နေဖို့လာတာလို့ဖြစ်သိမ်းကြပါတယ်ဘာဟုပါလီကပြည်သူတွေအတွက်ခက်ခဲနေတဲ့အရာတွေကိုသူ့ရဲ့ညံစွမ်းနဲ့လွယ်ကူအောင်လုပ်ပေးပါတယ်နန်းတော်ကမောင်းထုတ်နိုင်ရင်ပြဿနာမရှိတော့ဘူးလို့ထင်ထားပေမဲ့အားလုံးကသူ့ကိုချစ်ခင်လေးစားကြတာကိုမြင်တော့ဗလာလာဒီဘာရဲ့အမုန်းတွေကပိုပြီးကြီးထွားလာပါတယ်ဘာဟုပါလီအသက်ရှင်နေတဲ့၍သူ့အတွက်စုခလုတ်ဖြစ်နေမှာပဲဆိုပြီးဗလာလာဒီဘာကသူ့ညီကိုတပ်ဖို့ကြိုးစားပါတယ်တညမှာဘာဟုပါလီကို